ကျွန်တော်ကအများပြည်သူဒီမနေ့မှာအချက်နှစ်ချက်လောက်ပထမအနေနဲ့ပြောလို့တာပြောချင်တာရှိပါတယ်လို့နံပါတ်1အနေနဲ့ပြောချင်တာကကျွန်တော်တို့ရဲ့ဘုံရန်တူစစ်ကောင်စီကိုຫນွေဦးတော်လှန်ရေးကနေ၄နှစ်တာပေါ့ကြမ်းခံထိတ်တိုက်ရင်ဆိုင်ပြီးတော့ရှင်နှွေးတဲ့နေရာမှာကျွန်တော်တို့ဟာနေရာတကာမှာပဲအောင်ပွဲဒီအောင်မြင်မှုဒီအကြိမ်ကြိမ်အခါပေါ့ရရှိပြီးတော့ဟောပေါ့အင်းအားနဲ့အရှင်အဟုန်နဲ့ငါတို့ရဲ့ပန်းလန်ကိုခြိတက်နေပါလေဆိုတဲ့ဥစ္စာကိုကျွန်တော်နည်းနည်းအများပြည်သူကို remind ပေါ့နော်ကိုယ်စိတ်ထဲမှာပြန်ပြီးတော့ခွန်အားယူကြဖို့ကျွန်တော်တို့ဘာလုပ်နေတယ်လုပ်တဲ့ဥစ္စာကတော်တော်လေးခရီးရောက်နေပြီဆိုတဲ့ဥစ္စာကိုဟောပေါ့အမေစိတ်ထဲမှာထားပြီးတော့စီဆက်ခရီးဘယ်လိုလုပ်မလဲဆက်မလဲဆိုတဲ့ဥစ္စာကိုကျွန်တော်နည်းငယ်ပြန်ပြီးတော့တိုက်တွန်းလို့တယ်၄နှစ်တာခရီးတွင်မှာကျွန်တော်တို့ကမြို့ပေါင်း100နီးပါးပြည်သူ့ကာကွယ်ရေးဒီရဲ့လက်အောက်မှာရောက်ပြီဆိုလို့ဆိုလဲအားလုံးအတိဖြစ်တယ်အဲ့ဒါဒီကကျွန်တော်တို့ရဲ့ရေစွမ်းတတိလို့ပြောမလားကျွန်တော်တို့အားလုံးရဲ့ပူပေါင်းဆောင်ရွက်မှုခွန်အားကြောင့်ဒီအောင်မြင်မှုတွေကိုရနေတာဖြစ်ပါတယ်ဆိုလို့စာကိုအားလုံးဒီပိသားပေါ်မှာကျွန်တော်ထပ်လောင်းပြီးတော့အတိပေးချင်တာပေါ့နော်အတိပေးချင်ပါတယ်ကျွန်တော်တို့ဟာတော်တော်လေးခရီးရောက်တယ်ဒါပေမဲ့တိုက်ပွဲဖြစ်တဲ့ခါကျတော့တခါတလေကျရင်ကျွန်တော်တို့ဖက်လဲကြာဆုံးတာဒီရှိတယ်ကျွန်တော်တို့ဖက်တန်ရာရတာရှိတယ်မြို့ရွာဒီပြကြပြီးတော့လေအများကြီးပျက်စီးဆုံးတာတွေရှိတယ်အဲ့ဒါဒီကတော်လှန်ရေးရဲ့တဘာဝဖြစ်ပါတယ်ဆိုလို့စာကိုကျွန်တော်အနေငယ်ထည့်ပြောလို့တယ်နိုင်ငံတကာရဲ့အတွေ့အကြုံအရဟိုပေါ့ကျွန်တော်ခဏပြောတယ်လေအမေရိကန်ဆိုလို့ရှိရင်တော့သူတို့ရဲ့တော်လှန်ရေးလောက်တဲ့ခါမှာလူရည်နေဆုံး9သိန်း10သိန်းအသက်ဆုံးတယ်ပုံရင်များကြီးပျက်စီးတယ်စာစီတပင်ပေါ့နော်အဲ့ဒါဒီနဲ့ကျွန်တော်တို့တွန်းနှိုင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဗမာပြည်ထဲမှာဖြစ်ပျက်နေတဲ့အရာတွေကတော့အသေးကလေးအသေးမွှားလေးလို့လေနှိုင်းလို့ရတယ်ဒါပေမဲ့ဒီခက်ဒီခါရတာအသေးမွှားမဟုတ်ဘူးတော်တော်လေးကိုအများပြည်သူစိတ်သက်တုံလှောက်ချောက်ချားစေပြီးတော့လေအများပြည်သူဒုက္ခမျိုးစုံပေးတဲ့ဖြစ်ရကြီးဖြစ်တာပေါ့နော်ဒါဒီဟာစစ်ကောင်စီကြောင့်ဖြစ်တဲ့အရာတွေဖြစ်တယ်အဲ့ဒီပုံမှာကျွန်တော်တို့ကအများပြည်သူကလူဦးတော်လှန်ရေးကနေရင်ဆိုင်တဲ့ခါမှာအောင်ပွဲကျင်ပေါင်းများစွာရတယ်အခုကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တော့တောင်ပေါ်ဒေသအားလုံးလိုမှာပဲရန်သူကစစ်ကောင်စီကတကယ်ကိုပဲခံစစ်ဘလို့မှထိုးစစ်မစင်နိုင်တော့ဘူးသူတို့တက်စခန်းပြုတ်မသွားဘူးဘလို့အတင်းအတန်ဆက်လက်ပြီးတော့ထိန်းနိုင်ဖို့ဘယ်လိုလုပ်မလဲဆိုတဲ့အနေအထားဖြစ်တယ်ကျွန်တော်တို့တိုင်းသားဖက်ကလည်းထိုးပြီးဆိုလို့ရှိရင်တော့မအောင်မြင်တာမရှိဘူးအချိန်ပဲနည်းနည်းဟိုပေါ့2ပတ်ကြာမလား1လကြာမလား3လကြာမလားအဲ့ဒါပဲထိုးစစ်ဆင်ပြီးဆိုလို့ရှိရင်တော့လက်ပလာနဲ့ပြန်ခောက်တာမရှိဘူးအမေရန်အောင်ပွေးနေပဲအချိန်ကတော့ပြောလို့မရဘူးအချိန်နေရပေါ့နော်အဲ့ဒါဒီပဲကျွန်တော်ပြောလို့တာကတကယ်နိုင်တဲ့ပွဲဟာဘောလုံးပွဲနဲ့တွန်းထိုင်းပြီဆိုလို့ရှိရင်တော့ဘောလုံးကငါတို့ပြည်သူဒီလက်ပေါ်မှာခြေထောက်ပေါ်မှာရှိတယ်ဘောလုံးကရန်သူရဲ့ဘောလုံးနဲ့တွန်းထိုင်းပြီဆိုလို့ရှိရင်ဘောလုံးကဟိုးရန်သူဘက်မှာမရှိဘူးငါတို့ပြည်သူဘက်မှာရှိတယ်ကိုတွင်းတော့မလားဆိုလို့ရှိရင်တော့ဟိုးဆွဲပြီးတော့တွင်းတဲ့သဘောမျိုးဖြစ်နေပြီအနေထားကကိုမတွင်းချင်သေးဘူးဆိုလို့ရှိရင်တော့အဲ့ဒီဘောလုံးကကိုလက်ပေါ်မှာပဲကိုချီပေါ်ပါထားပြီးတော့ဟိုကစားဒီကစားလုပ်တဲ့အနေထားပေါ့နော်ဟုတ်ပြီဒါဒီကြည့်ချင်းအဖြစ်ငါတို့အလုံးခွန်အားရကြမယ်လို့ထင်တယ်အဲ့ဒီခွန်အားကိုဟိုပေါ့ဘလို့အခိုင်အမာထိမ့်သိမ့်မလဲနောက်ပြီးတော့အခိုင်အမာထိမ့်သိမ့်တဲ့ပြင်ဆက်ပြီးတော့ဘလို့ခြေလှမ်းမလဲအဲ့ဒီဥစ္စာကိုကျွန်တော်အလေးနဲ့ပြောလိုတာဖြစ်ပါတယ်လို့နောက်ပြီးတော့မေပြန်ပိုင်းမှာဒီတိုင်းဒေတာကြီးခုနှစ်ခုမှလည်းအမရမ်းမအားရဘူးအရင်ကိုကျွန်တော်အားရတယ်မေပြန်ကຫນွေဦးတော်လှန်ရေးရေးမို့ရေးမေဒီတော်လှန်ရေးကိုပံ့ပိုးကူညီတဲ့ပြည်သူလူထုဒီကျွန်တော်တို့ပေါ့တိုင်းသားနေမီကလူကြီးဒီပြည်သူလူထုကလည်းတိတ်လေးစားတယ်
ခင်ဗျားတို့ရဲ့လှုပ်ရှားမှုပေါ်မှာအမရမအာရကျင့်တဲ့ဆိုတဲ့ဥစ္စာကိုဒီကနေတရှင်းပြောလို့တယ်တကယ်တမ်းဆိုလို့ရှိရင်တော့အဲ့ဒီတိုင်းခုနှစ်တိုင်းမှာဆက်လက်ပြီးတော့ဘုံရန်တို့ကိုခြေမုံတယ်ဆိုလို့ကျွန်တော်တို့ပွဲကအဆုံးဖြတ်တယ်ကျွန်တော်တို့ပွဲကအဆုံးဖြတ်တယ်အဲ့ဒီဖက်မှာအဆုံးဖြတ်ပေးမယ့်နေရာကအဲ့ဒီဖက်မှာဖြစ်တယ်တနိုင်ငံလုံးအတိုင်းတာနဲ့အဆုံးဖြတ်ပေးမယ့်M game ပေါ့နော်အဆုံးသက်ကမေပြန်ပိုင်းမှာရှိတယ်အဲကြောင့်မေပြန်ပိုင်းမှာခွန်အားဒီထက်ကောင်းတဲ့ကောင်းအောင်ပြင်ဆင်ကြပါကျွန်တော်တို့တိုင်းသားအားလုံးကလည်းကျွန်တော်တို့ကနီးမျိုးစုံနဲ့တက်နိုင်တဲ့လမ်းပေါင်းစုံနဲ့ပံ့ပိုးကုန်ကြီးမယ်အဲတော့ကျွန်တော်တို့ရဲ့နောက်ဆုံးပန်းတိုင်ပေါ့နောက်ဆုံးပေါ့ထိုးစစ်ပေါ့အထွေထွေထိုးစစ်ကြီးဆိုပါလားအယူကြီးကာကွယ်ရေးဝန်ကြီးရဲ့တုံးထုံးကအဲ့ဒီအထွေထွေထိုးစစ်ကြီးအထွေထွေတိုက်ပွဲကြီးပေါ့အဲ့ဒီဥစ္စာကိုကျွန်တော်တို့လည်းဆူတောင်းပေးတယ်အဲ့ဒီဥစ္စာအောင်မြင်ဖို့အတွက်ကျွန်တော်တို့လည်းဖက်ဆုံတောင်းဆုံရတဲ့ပံ့ပိုးကုန်ကြီးဖို့ကျွန်တော်တို့လည်းလုပ်နေပါတယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်ပြောလိုပါတယ်လို့နောက်ပြီးတော့ကျွန်တော်တို့ချင်းပြည်ဖက်ကိုနည်းနည်းလှည့်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ချင်းဒီကအားလုံးတည်တဲ့အတိုင်းပဲတော်လှန်ရေးအရာစုကလောလောဆယ်မှာတော့အင်အားစုနှစ်စုလိုဖြစ်သွားတယ်တစ်ဖက်ကလည်းချင်းလင်းကောင်စီစုဖွဲ့ဖက်နောက်တစ်ဖက်ကလည်းကျွန်တော်တို့မိကူဒီချင်းဘရာဒါဒီတော့ CB ဖွဲ့ဒီရှိတယ်အခုတော့ကျွန်တော်တို့နှစ်ဖွဲ့စလုံးကဘလို့နည်းနမငါတို့အကြားမှာရှိတဲ့ပြဿနာကိုစီကြီးရနဲ့မဖြေရှင်းရဘူးအဖြေမရှာရဘူးစီအင်အားကိုတုံးချပြီးတော့ဖြေမရှာရဘူးနိုင်ငံရေးရစပွဲပေါ်မှာပဲဖြေရှာမယ်ဆိုလို့စာကိုကျွန်တော်တို့ကအခိုင်အမာသဘောတူပြီးသားဖြစ်တယ်အဲ့ဒီပေါ်မှာလည်းမဇောရမ်ဖက်ကလူကြီးဒီပါပေးတယ်မဇောရမ်ဖက်ကလည်းပေါ်တင်ကြီးတင်ွဲဖြစ်ဖို့အတွက်နီလန်ပေါင်းစုံနဲ့ပံ့ပိုးကူညီတဲ့ပုံမှာလည်းကျွန်တော်တို့တိတ်အားရတယ်သူတို့ကလည်းကျွန်တော်တို့ကတိတ်လေးစားတာပေါ့နော်အဲ့ဒါကြောင့်အဲ့ဒီဥစ္စာလေရလက်တစ်ခုတော်တော်လေးထင်သာမြင်သာရှိတဲ့ရလက်တစ်ခုတော့ရပြီလို့ကျွန်တော်တို့ပြောလင့်တယ်အခုကလွန်ခဲ့တဲ့ဧပြီလဒုတိယပတ်လုံးမှာတွေ့မလားလို့ကျွန်တော်တို့ပြင်ဆင်တာရှိတယ်ဒါပေမဲ့အဲ့ဒီ CB ဖက်ကလည်းဖလာမြို့ကိုတိမ့်ပိုက်တဲ့ခါမှာငါတို့ကျွန်တော်တို့အားလုံးကလည်းတိတ်ဝမ်းသာအားရတယ်ဖလာမြို့တိမ့်ပိုက်တဲ့ခါကျတော့တို့အလုံးများတယ်အလုံးများတဲ့ခါကျတော့နောက်မှပဲတွေ့ရအောင်လုံးလုံးစေအလုံးများနေသေးတယ်ဆိုတဲ့အနေထားကြောင့်ကျွန်တော်တို့နည်းနည်းရှိတယ်နည်းနည်းရှိတယ်အခုတော့၄လပိုင်းမဟုတ်တော့ဘူးเนาะ၅လပိုင်းကျွန်တော်တို့ရောက်နေပြီเนาะအခု၅လပိုင်းမှာတော့တွေးနိုင်တော့မယ်လို့ကျွန်တော်တို့ကမျှော်လင့်တာပေါ့ဒါမဲ့အဲ့ဒီကတော့ကျွန်တော်တို့ကို initiative ကျွန်တော်တို့ကိုဦးစီးဦးဆောင်တဲ့နှစ်ဖက်ပါဝင်တဲ့သုံးဖက်ပေါ့နော် CB ဖက်ကရဲ့နောက်ပြီးတော့ကျွန်တော်တို့ CC ဖက်ကရဲ့မဇောရမ်ဖက်ကလူကြီးရဲ့သုံးဖက်ပါဝင်တဲ့ပေါ့ team leader တွေကလုပ်နေတာပေါ့နော်လုပ်နေတာပေါ့သူတို့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့တွေ့မယ်လို့ကျွန်တော်တို့မျှော်လင့်တယ်ကျွန်တော်တို့တွေ့တဲ့ခါမှာနိုင်ငံရေးအရာဘယ်လိုဖြေရှာမလဲကျွန်တော်တို့ကပူပေါင်းဆောင်ရွက်မှုကိုဘုံရန်သူကိုဘယ်လိုကျွန်တော်တို့ပူပေါင်းဆောင်ရွက်ပြီးတော့ရင်ဆိုင်မလဲချင်းပြည်ချင်းလဲမှာရှိတဲ့ဘုံရန်သူစခန်းက၄ခုပဲအဓိကအဖြစ်ကြံနေပြီအဲ့ဒီ၄ခုကိုအဆုံးသတ်ဘယ်လိုကင်းရှင်းအောင်ဘယ်လိုလုပ်မလဲချင်းတော်မှာချင်းပြည်မှာဘုံရန်သူစခန်းကင်းရှင်းအောင်ဘယ်လိုလုပ်မလဲဆိုတော့ဥစ္စာကိုလုပ်ဖို့ကျွန်တော်တို့ကအလေးနဲ့ဆွေးနွေးမယ်လို့ကျွန်တော်တို့မျှော်လင့်တယ်အဲ့ဒီအပြင်ကျွန်တော်တို့ကချင်း National Council ဆိုပြီးတော့ကျွန်တော်တို့ကစုရက်တစ်ခုပေါ့နော်စုရက်တစ်ခုချင်းတော်လှန်ရေးဒီအားလုံးစုရက်ကချင်း National Council ဆိုပြီးတော့အဲ့ဒီစုရက်မှာပဲအားလုံးဝိုင်းစုရအောင်ဆိုတဲ့ initiative ပေါ့နော်ကမကထားလောက်တာပေါ့အဲ့ဒီဖက်ကိုလည်းကျွန်တော်တို့ကလုံးဖဖြစ်တယ်နောက်ပြီးတော့နှစ်ဖက်လက်ခံတဲ့ကျွန်တော်တို့ရဲ့ဖွဲ့စည်းပုံမူကြမ်းပေါ့နော်အဲ့ဒီမူကြမ်းကိုလည်းကျွန်တော်တို့ကအကျန်းဒီစလုပ်တယ်အဲ့ဒီအကျန်းကိုလုပ်ရင်းနဲ့ပဲကျွန်တော်တို့ရဲ့တော်လှန်ရေးလုပ်ငန်းတွေကိုဆက်လက်ပြီးတော့ထိန်းသိမ်းခြေလှမ်းသွားဖို့ဆိုတဲ့မူဒီပေါ့နော်အဲ့လိုအနေထားနဲ့ကျွန်တော်တို့လုပ်နေပါတယ်ဆိုလို့ကျွန်တော်ပြောချင်တယ်